ဒီနေ့ဗီဒီယိုကကိုယ်ပိုင် software ဒါမှမဟုတ်ကိုယ်ပိုင် website တည်ဆောက်ဖို့စဉ်းစားနေတဲ့သူတွေမဖြစ်မနေကြည့်သင့်ပါတယ် software တစ်ခုတည်ဆောက်ရမှာအရေးကြီးတဲ့လုပ်ငန်းစဉ်တွေနဲ့ကုန်ကျစရိတ်တွေရဲ့အကြောင်းကိုအခန်း9ခန်းခွဲပြီးတော့အသေးစိတ်ဆွေးနွေးပြီးတော့မှဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုသိသွားလို့ရှိရင်ဘယ်နေရာမှာပဲ software app ပုံမူကောင်းမွန်တဲ့ရလဒ်တွေကိုရရှိလာစေနိုင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့အခန်း1ဖြစ်တဲ့စတင်ကုန်ကျစရိတ် initial service cost ဒီအကြောင်းနဲ့ဗီဒီယိုလေးစလိုက်ရအောင်ပါပထမဆုံးအဆင့်အနေနဲ့ကိုရေးမဲ့ project ကတကယ် product တစ်ခုအနေနဲ့ဈေးကွက်ကိုဝင်နိုင်ရလားဆိုတာကို idea validation အရင်ဆုံးလုပ်ရမှာဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့ဈေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်ဒီလုပ်ငန်းစက်တာထဲမှာကိုယ်နဲ့လုပ်ငန်းသူတွေဘယ်သူတွေရှိလဲဒီ software product တွေအကြောင်းကို client တွေကဘယ်လိုတွေတုံ့ပြန်ကြလဲလက်ရှိမှာဆိုလို့ရှိရင်ဒီ market ရဲ့ size ကဘယ်လောက်ရှိလဲကိုကရောဒီဈေးကွက်ထဲကိုဝင်လာမယ်ဆိုလို့ရှိရင် market share ဘယ်လောက်ထိရနိုင်မလဲစတဲ့ marketing ဆိုင်ရာအချက်လက်တွေကိုတေချာတွက်ချက်ပြီးတော့မှဒါလျင် calculated risk ကိုယူရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့လိုအပ်ချက်စုဆောင်းခြင်းလို့ခေါ်တဲ့ requirement gathering process ဖြစ်ပါတယ်ကိုယ့်ရဲ့ software ကဘယ်လိုလုပ်ဆောင်ချက်တွေပါဝင်ပါလဲဘယ်လိုအချက်လက်တွေလိုအပ်မှာလဲအရေးကြီးဆုံးချက်ကတော့ကိုယ့်ရဲ့ software ရဲ့ unit selling point ကပါလဲပေါ့နော် user တွေ market တွေရောကိုယ့်ရဲ့ဒီ unit selling point ကိုတကယ်ပတ်စံပေးပြီးတော့ဝယ်ဖို့သုံးဖို့တကယ်စိတ်ဝင်စားရရလားဒီဟာတွေကိုကျွန်တော်တို့ကစစ်ဆေးအတည်ပြုဖို့လိုအပ်ပါတယ် okay အထက်ကအဆင့်တွေအားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က UI UX wireframe တွေဆွဲရတဲ့အဆင့်ကိုရောက်ပါပြီကျွန်တော်တို့မှာ screen တွေဘယ်နှခုရှိမယ်ဘယ် features တွေကတော့ဘယ် page တွေမှာထားမယ်ဘယ်ခလုတ်ကိုနှိပ်လိုက်လို့ရှိရင်ဘယ်ကိုရောက်သွားမယ်ဒီဟာတွေကအပေါ်ယံကြည့်လို့ရှိရင်တိတ်ပြီးအရေးမကြီးဘူးထင်ရပေမဲ့တကယ်မှာအရင်အရေးကြီးပါတယ်ဥပမာအဖြစ် e-commerce တွေမှာပါတဲ့ checkout browser လို့ဟာမျိုးပဲဆိုကြပါစို့ user တယောက်ကပစ္စည်းကိုရွေးချယ်တယ်ဝယ်ယူဖို့ add to cart လုပ်တယ်ပြီးသွားရင် check out လုပ်ပြီးတော့ဝယ်တဲ့အဆင့်အထိကိုကျွန်တော်တို့က user တွေကိုအကောင်းဆုံး experience ပေးဖို့လိုတယ်နှိပ်ရတဲ့ခလုတ်ရည်အတွက်အနည်းနိုင်ဆုံးနည်းဖို့လိုအပ်ပါတယ်မလိုအပ်ဘဲနဲ့ရင်ဒီနေရာမှာ flow တွေ logic တွေရှုပ်နေမယ် user ကသူလိုချင်တာကိုဝယ်ယူရရှိဖို့အတွက်ခလုတ်တွေအများကြီးလိုက်နှိပ်ရမယ်ဆိုလို့ရှိရင်သိကြပါရဲ့ user ကဒီ journey ရဲ့ link ကြီးတနေရာကနေပြီးတော့နောက်လှည့်ပြန်သွားဖို့များတယ်ရလက်အနေနဲ့ကျွန်တော်တို့ software ရဲ့ total income တွေ net profits တွေအများကြီးရောကျသွားနိုင်တာဖြစ်ပါတယ်နောက်ဆုံးဆင့်ကတော့ system architecture design ဖြစ်ပါတယ် AI မှာ prompt လေးရိုက်ထည့်လိုက်လို့ကျွန်တော်တို့စမ်းသပ်အသုံးပြုလို့ရတဲ့ URL လေးထွက်လာတယ်ဆိုတာကproduct မဟုတ်ပါဘူးရောင်းစားလို့ရတဲ့အဆင့်လည်းမဟုတ်ဘူးကျွန်တော်တို့ဒါစမ်းသပ်အသုံးပြုဖို့ရာအတွက် AI နဲ့ generate ထုတ်ထားတဲ့ MVP အဆင့်သက်သာပဲဖြစ်ပါတယ်ကျွန်တော်တို့ကတကယ်ဈေးကွက်ထဲမှာရောင်းဖို့ user အစစ်မှန်တွေစီကိုပေးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ system design တွေကလွန်စွာမှအရေးကြီးပါတယ် system design မကောင်းတဲ့ product တစ်ခုကလည်းလက်တလုံးမှာအလုံးလုံးတယ်လို့ထင်ရပေမဲ့ရေရှည်မှာကြာလို့ရှိရင်ပြဿနာပေါင်း16000နဲ့အစစ်မပြေမှုတွေပို့ပြီးတော့ကုန်ကျစရိတ်များတာတွေကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ် system design အားနည်းတဲ့ software တစ်ခုကဘာနဲ့တူလဲဆိုတော့ကြာနေတဲ့ engine တစ်လုံးနဲ့တူတယ် error တွေပေါင်းစုံတက်မယ်စူညံတန်တွေထွက်မယ်စီတွေစားတယ်ဆိုတော့ကျွန်တော်တို့ရဲ့ software မှာဆိုလို့ရှိရင်တော့ software က server ရဲ့ memory တွေစားမယ် CPU တွေစားမယ် error တွေတက်မယ်နောက်ဆုံးရလဒ်အနေနဲ့ကလစဉ်လာတိုင်းကျွန်တော်တို့ဒီ server သုံးရတဲ့ budget တွေတက်လာမယ်အဲ့တော့နောက်ဆုံးဒီ software ကြီးကနှုတ်ပြရမှာလဲအစီတဝင်းကျွန်တော်တို့ဒါ73ရမှာလဲ data share ဆိုတဲ့အနေအထားမျိုးနဲ့ပဲအဆုံးသတ်သွားလေးရှိပါတယ်အဲ့တော့ဒီနေ့ဆွေးနွေးခဲ့တဲ့အဆင့်တစ်ဆင့်စီတိုင်းမှာအချိန်များစွာကုန်သလိုအကုန်ချစရိတ်များစွာလည်းရှိပါတယ်လက်ရှိအထိကကျွန်တော်တို့ကုတ်စာရေးရတဲ့အဆင့်ကိုမရောက်သေးပါဘူးမနက်ဖြန်မှာလည်းနောက်ထပ်ကုန်ချစရိတ်တွေကြောင်းကိုကျွန်တော်ဗီဒီယိုနဲ့ဆက်ပြီးတော့မျှဝေပေးဖို့ရှိပါတယ်မိတ်ဆွေတို့လုပ်ငန်းအတွက် software development နဲ့ပတ်သက်လို့ခေါင်းရှုပ်လည်းမခံချင်ဘူးအကောင်းဆုံးရလဒ်တွေကိုပဲရချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ touch for အမှန်မှာအခမဲ့ consultation service ကိုရယူနိုင်ပြီဖြစ်ပါတယ်ကျွန်တော်တို့ဆွေးနွေးအကြံပြုပေးတဲ့အကြောင်းအရာတွေကမိတ်ဆွေတို့လုပ်ငန်းနဲ့ကိုက်ညီပြီးတကယ်အကျိုးရှိစေမှသာလျှင်ကျွန်တော်တို့နဲ့ဆက်ပြီးလက်တွဲလုပ်လို့ရပါတယ်ကျွန်တော်တို့စီမှာအာမနာတန် consultation service ကိုလာပြီးတော့ request လုပ်လို့ရပါပြီအဲ့တော့ဗီဒီယိုဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်နေ့မှာပြန်ပြီးတော့တွေ့ပါမယ် bye bye